Hello မင်္ဂလာပါ Digital Way မြန်မာ channel မှာပြန်လည်ကြိုဆိုပါရခင်ဗျဒီနေ့ကျွန်တော်ကလူကန်ပိတ်စာလေးပေါ့နော်စာစီပုံစာစိန်လေးproject ကိုမလေးလာတဲ့မိတ်ဆွေများအတွက်ပေါ့နော်စာစီစာရိုက် project ထဲမှာအဲ့လိုမျိုးပိတ်စာတွေပါတယ်စာစီစာရိုက်လုပ်တဲ့နေလေးကိုကျွန်တော်အသေးစိတ်ကျွန်တော်လုပ်တဲ့စာအုပ်တစ်လျှောက်ကျွန်တော်ပြောပြသွားမှာပါနော်အခုကျွန်တော်ဒီမှာစီထားတဲ့ဒီကောင်းစီတို့ပါတော့ကျွန်တော်အစားတော့ကျွန်တော်မလုပ်ပြတော့ဘူးလို့ကျွန်တော်နေတာเนาะဒါပေမဲ့ဒီမှာစာစီသွားမယ်ဆိုလို့ရှိရင်အစအဆုံးမှာဘယ်လိုပြောမလဲဆိုတော့ဆရာကြီးဆိုရင်တော့သိပါတယ်ဆိုင်ဖွင့်ထားတဲ့ဆရာကြီးဆိုရင်သိတယ်เนาะဆိုတော့ဒီမှာကလိုအပ်ချက်တွေဒီစာစီတော့မယ်ဆိုရင်လိုအပ်ချက်တွေကအများကြီးပဲအဲ့ဒီအများကြီးကိုလုံးဝမသိသေးတဲ့လူတွေကျွန်တော်စလေးလာတော့အားလို့အခက်ခဲမရှိပဲနဲ့ဒီလိုတပုတ်ထဲနဲ့ဗီဒီယိုတပုတ်ထဲနဲ့အားလုံးပြည့်စုံနဲ့အသိတရားလေးပေါ့နော်အသိလေးတွေရရှိအောင်အတွက်ရရှိနိုင်တဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒါကိုဗီဒီယိုလေးလုပ်ပေးမယ်လို့သတိရပါလို့ပါအခုဒါရရင်တန်လိုက်နေပေါ့နော်အခုကျွန်တော်ဒါကိုပြန်ပြီးတော့ဖြတ်လိုက်မယ်နော်ဖြတ်ပြီးတော့မှကျွန်တော်စာပြန်ရိုက်ပြမယ်ဆိုတော့ကျွန်တော်ကစာပြီးတော့ယူလာတယ်ဆိုရင်ဘယ်ကစာပြီးယူလာလဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော်က A4 ကို4ရွက်လောက်ဖို့ပေါ့နော် A4 size ကိုကျွန်တော် A4 size ရွက်မှာကျွန်တော်4ရွက်ဖိတ်စာ4ရွက်ယူမှာပေါ့နော်4ချိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာတိုက်တူးလေးကိုယူပြီးတော့ကျွန်တော်ဒီမှာပေါ့နော်ဒီကောင်ဆိုရင်ဒါအလဲကနေပြီးတော့ဟိုဘက်ဒီဘက်ဒီလိုသွားမှာပေါ့နော်အဲ့ဒါကိုမှစနစ်တကျလေးလိုချင်တယ်ဆိုရင်ဒီ view တွေကနေပြီးတော့ဒီမှာ roller တစ်ချက်ခေါ်ဒါမှမဟုတ် control R လောက်လိုက်ပေါ့နော်ဆိုတော့အခုကျွန်တော်တို့ဒီ CC 2024တို့ဘာလို့မှဆိုရင်ဒီလို control T လို့ခေါ်လိုက်တာနဲ့ဒီမှာဒီကောင်လည်းရတယ်နော်ဒီမှာစန္ဒာ point လေးပေါ်လာတယ်ဒီမှာအပေါ်မှာ transform အလဲပေါ် point လေးပေါ်လာတယ်အဲ့ဒီပေါ်မှာကျွန်တော်ဒီလိုဆွဲပြီးတော့မှမြင်တစ်ချောင်းချလိုက်မယ်ပေါ့နော်ဒီခါလဲဒီလိုကြည့်ကြည့်ကြတဲ့ဘက်ကမြင်တစ်ချောင်းရကျင်တော့ဒီလိုချလို့ရပါတယ်โอเคဒီလိုအမြင်အလဲကောင်ရပြီဆိုရင်ကျွန်တော်ဒီမှာမှကြည့်ပေးလိုက်ပြီးဒီမှာကျွန်တော်အလဲကနေစရေးမယ်ပေါ့နော်ဆိုတော့လဲစရေးမယ်ဆိုတော့ကျွန်တော်ဒီမှာနောက်ပြီးတော့မှဒီပေါက်နေရကိုစိတ်ကြိုက်လိုက်ရွေးလို့ရတယ်နော်လောလောဆယ်ကျွန်တော်ကဒီဝင်အော်တာဖောင်းလေးကျွန်တော်ဒီခုနကတော့ကျွန်တော်လုပ်ပြတဲ့ဒီဖောင်းလေးနေပဲကျွန်တော်ကောင်းစီကိုကျွန်တော်ရေးလိုက်မယ်ဆိုတော့မွန်ပြည်နယ်ကြိုက်ထူမြို့နယ်မုတ်ခမျိုးစံပြကြေးရွာတဲ့ဆိုတော့ကျွန်တော်ကအဲ့ဒါကိုသူကဒီဝင်ဖောင်းနေရိုက်မယ်ဆိုလို့ရှိရင်เนาะဒီကောင်ကကျွန်တော်ဒီမှာအင်္ဂလိပ်ဒီပုံနဲ့ပဲရိုက်ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာအောက်မှာဒါကတော့ပတ်စင်တွေရေးဖို့အတွက်ပေါ့နော်ကျွန်တော်လည်းအလွတ်မရအောင်နော်ကျွန်တော်ကဒီဘက်မှာမိတ်တူဗာလဲ print ထုတ်ပြီးတော့ကျွန်တော်စာရွက်နဲ့အပြင်မှာထားတယ်ဒါပေမဲ့မိတ်ဆွေတို့ကိုလည်းပြကျင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဥစ္စာလေးဒီပုံလေးကိုဖွင့်လာတာပါနော်ဆိုတော့ကျွန်တော်ကဒီမှာဆိုရင်မွန်ပြည်နယ်သူကဒီလိုရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာမွန်ပြည်နယ်လို့ကျွန်တော်ရိုက်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီပြည်တော်စုဖောင်းကြတော့ပါစောက်အရင်ရိုက်ပြီးတော့မှရိုက်ကိုရိုက်ကြတယ်မွန်ဒီဖောင်းကြတော့ကျွန်တော်တို့ရိုက်ပြီးတော့မှပါစောက်ရိုက်ရတယ်เนาะဒါလေးတစ်ချက်ရှိမယ်မွန်ပြည်နယ်ပြီးရင်ကျွန်တော်ရှစ်လေးခံပြီးတော့ဒီဘက်ကပုတ်ထီလေးချလိုက်မယ်မွန်ပြည်နယ်ကြိုက်ထူမျိုးနဲ့ကြိုက်ထူမျိုးနဲ့ဆိုရတလားကျွန်တော်ပြည်တော်စုပေါင်းနဲ့မာရိုက်ကြိုက်ထူမျိုးနဲ့အဲ့လိုတချောင်းအောက်ကမြင့်လေးကြတော့သူကဒီမှာရှစ်ကိုခံပြီးယူရိုက်မှဒီဘက်ကိုထွက်မယ်နော်သူကရှစ်ကိုခံပြီး y ကိုရိုက်ရတာရှိတယ်ရှစ်ကိုခံပြီး h ကိုရိုက်ရတာရှိရနော်ဒီဟာလိုမျိုး
စပေါ်အောက်ကမြို့ဒီရှေ့ကိုထွက်သိခြင်းနဲ့ဆိုရင်ရှေ့ကိုခံပြီးတော့ယူရရပါတယ်နော်ဆိုတော့မြို့နယ်ပြီးရင်ကျွန်တော်ပုတ်ကလေးတစ်ခုချလိုက်မယ်မုတ်ခမှုစံပြကြည်ရွာတဲ့မာချောင်းဝင်ကတ်တအဲ့ဒီမှာကျွန်တော်တို့ဒီမှာပတ်စင်နှလုံးဆင်းဖို့လိုပြီဆိုတော့မုတ်ခမှုဆိုတော့ကျွန်တော်တို့ဒီမှာအောက်ကခဝေးခံရမယ် order 0179ပေါ့နော်အဲ့ဒါလေးရရမယ်ကျွန်တော် minimize ပြန်လုပ်လိုက်မယ်ဒီမှာ order 0179ဆိုရင်မုတ်ခမှုမာနချောင်းဝင်မုတ်ခမှုတဲ့စံပြကြည်ရွာ sorry စံပြဆိုတော့ဒါဆိုရင်ကျွန်တော်တို့ခေါင်းစည်းရဒီတိုင်းရပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီခေါင်းစည်းကိုခုနကကျွန်တော်ကအဖြူရောင်လုံးမှာဖြစ်လို့ကျွန်တော်ကဒီမှာကျွန်တော်တို့gradient လေးယူပြီးတော့ background မှာပေါ့နော် background selection သွားပြီးတော့မှကျွန်တော်ဒီမှာadjustment icon လေးရနေပြီးတော့ကျွန်တော်ဒီမှာဝင်လိုက်မယ် gradient ယူလိုက်မယ်ယူပြီးတော့ကျွန်တော်ဒီမှာဒီရောင်လေးရွေးလိုက်မယ်ပေါ့နော်ဒီတိုင်းလေးပဲကျွန်တော်အလဲကောင်းမှာအဝါလေးပေါ့အဲ့လိုပုံစံလေးပဲလိုချင်တယ်ဆိုတော့ကျွန်တော်ပြီးပုံထည့်ရအောင်မှာဖြစ်တဲ့အတွက်တမျိုးပြောင်းရင်လည်းပြောင်းလဲသွားနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာဒီဖောက်နေအောင်သွားမယ်ဒီမှာတီလေးနေရာမှာထောက်ပြီးတော့လက်လေးထောက်တာတွေ့လားမသိဘူးเนาะအဲ့မှာနှစ်ချက်ထောက်လိုက်မယ်ဒါဆိုရင်ဒီမှာ selection ပြန်ဝင်သွားပြီကျွန်တော်ဒီမှာစလုံးဖောင်းကိုအဖြူရောင်ရွေးလိုက်မယ် okay ပေးလိုက်မယ်ပြီးရင်အမှန်ချစ်ပေးလိုက်မယ်ပြီး control J sorry ဒီမှာ control J နိုင်တယ်ကျွန်တော်ရှေ့ J သွားနိုင်ပြီလို့မပွားဘူးဖြစ်နေ control J okay ဒါရပြီဆိုရင်ကျွန်တော်ဒီမှာဒီဟာလေးကိုလည်းကျွန်တော်အဲ့လိုစလုံးလေးကိုကျွန်တော်ဒီမှာလာယူလိုက်မယ်ယူပြီးရနဲ့အဲ့မှာအမှန်ကြီးလေးပေးလိုက်မယ်ဒီဖောင်းလေးကိုကျွန်တော်က3D စံစံလေးလုပ်ချင်တာဖြစ်လို့control ရဲ့ order ရဲ့အောက်ဟောပါနော် down arrow လေးပေါ့နော် down arrow လေးနဲ့ကျွန်တော်နှိပ်လိုက်တယ်ပြီးသွားရင်ကျွန်တော်ကအဲ့ဟာလေးကို group ဖွဲ့လိုက်မယ် shift ပြီးတော့အောက်ဆုံးနှိပ်လိုက်ရင် group ပြဖွဲ့လို့ရပြီဒီမှာfile icon လေးကိုတစ်ချက်နှိပ်လိုက်မယ် group ဖွဲ့ပြီး group ရပြီဆိုရင်ကျွန်တော်ကဒီမှာ FH ဆိုတဲ့နေရာမှာ effect လေးတစ်ချက်ထည့်မယ် down shadow လေးထည့်မယ် okay ကျွန်တော်ကြိုက်တဲ့ down shadow နေတာဒီပုံစံလေးပေါ့နော် okay ဒီမှာစလုံးပေါင်းကနည်းနည်းလေးသေးမလားမသိဘူးเนาะ သေးနိုင်တယ်ဆိုတော့ကျွန်တော်ကနောက်မှပြန်ချဲ့မယ်ဒီနှစ်ခုကပေါင်းလိုက်လို့ရပြီเนาะဒီကောင်နဲ့ပေါင်းပြီးတော့ group ဖွဲ့ထားလိုက်မယ်ဒီနှစ်ခုနောက်ဆိုဆရာတွေကရှုပ်သွားမှာဖြစ်လို့เนาะဆိုတော့ဒီကောင်မှာပေါင်းပြီးတော့ group ဖွဲ့လိုက်မယ်အဖက်ကထည့်ပြီးပါပြီဆိုတော့သူကပေါင်းထည့်လိုက်မှာ group ထဲမှာ okay group 2ဆိုတော့ကျွန်တော်တို့ဒီမှာနောက်တစ်ခါပါလုပ်မယ်ဆိုရင်နောက်တစ်ချောင်းပေါ့နော်ခေါင်းစည်းရဲ့ဒုတိယခေါင်းစည်းလေးပေါ့ဆိုတော့ကျွန်တော်တိုက်တူတစ်ချက်ပြန်ယူမယ်ယူပြီးရတယ်ကျွန်တော်ဒီမှာဒုတိယခေါင်းစည်းလေးကိုချရေးမယ်ဆိုတော့ဒီမှာကျိတ်ကတာစီရောညကြီးရွှေတငန်းကဲလို့ကိုဆိုနိုင်ရန်တဲ့ဆိုတော့ကျွန်တော်အဲ့ရလေးရေးမယ် ice တချောင်းဝင်ပေါ့နော်ကျိတ်ကတာတဲ့ဆိုတော့ဒီမှာကျွန်တော်တို့ကကြီးနှလုံးဆင်းရတော့မယ်ဆိုတော့ကျွန်တော်ဒီမှာကကြီးနှလုံးဆင်းဖို့အတွက်ဒီထဲမှာလာရှာမယ်ဆိုတော့နော်ဒီထဲမှာလာရှာမယ်ဆိုတော့ဒီမှာနော်0250တဲ့နော် order key လေးကိုဖိပြီးတော့ order 0250နေလိုက်ရင်ဒီမှာကြိုက်ကဆိုရပြီပေါ့နော်ကြက်ကတာတဲ့သူကတာရချတာကြက်ကတာစီတီတော့ sorry အဲ့ပြဿနာရှိရနော်ညကြီးဒီ
ဒီပြည်တော်စုဖောင်းရိုက်နေကြဆိုတော့ဒီတော့မြက်ကြီး oh sorry မြက်ကြီးဒီရဲနဲ့မကောင်းဆိုတော့ဒီရဲနဲ့ပဲရေးမယ်မြက်ကြီးအဲ့ဒါလည်းမလောက်ဒီရဲနဲ့ပဲရေးတော့မယ်အဲ့ဆိုရင်စေတော့မြက်ကြီးဟာဆွတ်ကြီးရွှေတင်ကကလူပူဇော်နိုင်ရန်တွေ့လို့ဘာပါဆွဲအဲ့ဒီချိန်မှာကျွန်တော်တို့ကဒီပေါ့နော်တီနေရာကဟာလေရှစ်တီနဲ့နှိပ်လိုက်လို့ရှင်အဲ့ဒီမှာဝါဆွဲဟာထိုးဆိုတာလေးတစ်ခါတည်းပါတယ်နော်ကျွန်တော်တို့အောက်ကဝါဆွဲဟာထိုးရိုက်နေလို့ရှင်မလှဘူးရွှေတင်က sorry တင်ကန်ဆိုတော့ဒီမှာကာကြီးပေါ့နော်ကာကြီးပြီးရင် shift F နှိပ်လိုက်လို့ရှိရင်ဒီမှာငတ်သက်လေးရပေါ်တက်သွားပါတယ်ပြီးရင်ကျွန်တော်တို့ဒီမှာရွှေတင်ကန်ကလူလာထိုကလူပူဇော်နိုင်ရန်ပြန်အတွက်ဆိုတော့ဒီမှာစာတွေကကျွန်တော်တို့ဟိုဘက်ဒီဘက်ထွက်သွားပြီဒီမှာစာတွေကလည်းကျဲနေတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါကိုဘယ်လိုလုပ်မလဲဆိုရင် order လေးကိုဖိပြီးတော့ဒီမှာ sorry select ပြန်ပေးရမှာနော် T ကိုအဲ့လိုနှိပ်လိုက်ပြီးတော့ order တစ်ချက်ဖိပြီးတော့ကျွန်တော်တို့ left arrow ပေါ့နော်ဘယ်ဘက်ကarrow များလေးကိုနှိပ်မယ် left arrow ပေါ့နော်အကောင်လေးနှိပ်လိုက်ရင်ဒီမှာစလုံးတွေကပြန်ကတ်သွားပြီအားကတ်နေတဲ့ထင်တစ်ချက်လောက်ပြန်လျှော့လိုက်မယ်ကျွန်တော်ဒီလောက်ကတ်သွားပြီအဲ့ဒါမှသူကနည်းနည်းကျဲနေသေးကျွန်တော်ဒီမှာဘောင်ထည့်အောင်မှာဆိုတော့ဘောင်အတွက်နည်းနည်းချန်ဖို့အတွက်နည်းနည်းလေးစလုံးလေးကိုသေးလိုက်မယ်23လောက်ထားလိုက်မယ်โอเคဒါဆိုရင်သူကဒီလောက်ရပြီဒါပေမဲ့ဒီစလုံးကိုကျွန်တော်ဖောင်းထိတိုင်းမထားဘူးဖောင်းကိုကျွန်တော်တစ်မျိုးပြောင်းမယ်ဆိုတော့ဘယ်ဖောင်းဒီဖောင်းလေးထားလိုက်မယ်နော်ဒီဖောင်းလေးထားမယ်ဒီဖောင်းနဲ့ကြာမလှပြန်ဘူးသူကစလုံးလေးထပ်နေတယ်သူကျဲသွားမှာဆိုတော့ဒီဖောင်းနဲ့မလှဘူးကျွန်တော်ဒီဖောင်းနဲ့မလှဘူးဆိုတော့ကျွန်တော်ဒီဖောင်းလေးပဲထည့်လိုက်တော့ဒီမှာဆိုရင်သူကတအားကပ်သွားတယ်နော်စလုံးတွေကဒီလိုလေး right arrow လေးတစ်ချက်နှိပ်ပြီးတော့နည်းနည်းပြန်ချဲလိုက်မယ်โอเคဒီလောက်ဆိုရင်ရပါပြီဆိုတော့ဒီအယောင်ကြတော့သူ့ရဲ့အယောင်ကိုကျွန်တော်ခရမ်းရောင်လေးထည့်ခြင်းနဲ့ဆိုတော့ဒီမှာဒီအယောင်လေးတစ်ချက်ရွေးလိုက်မယ်ပြီးโอเคပေးလိုက်မယ်โอเคပြီးရင်ဘာလုပ်မလဲဆိုတော့ effect လေးတစ်ချက်ထည့်မယ်တောင်း shadow လေးနှိပ်ပြီးတော့ဆိုတော့ဒီအဖောက်ကဒီမှာအရန်ကွာနေတယ်ကျွန်တော်တို့အဝါလေးနည်းနည်းလေးโอเคဒီလိုလေးပေါ့နော်ဒီကောင်ကဟိုပတ်တန်ထဲတဲ့ဟာကြီးမလောက်ဆိုတော့ကျွန်တော်ဒီတိုင်းလေးပဲထားမယ်ဒီကောင်ကိုဒီလိုလုပ်လိုက်ရင်လည်းမလာဘူးဒီကောင်တော့မလုပ်တော့ဒီကောင်လေးပဲနည်းနည်းသားရအောင်โอเคဒီတိုင်းလေးထားလိုက်မယ်ဒါဆိုရင်စလုံးကအောက်ကအရေးလေးနဲ့ဆိုတော့လှတာပေါ့နော်ဆိုတော့โอเคဒါဆိုရင်အောက်မှာတစ်ပိုက်ပဲကျန်တော့တယ်ထိုင်းနိုင်ငံရောက်ဆိုတော့တရားပဲကျွန်တော်ထည့်ရေးမယ်ဆိုတော့ထိုင်းနိုင်ငံရောက်တိုင်းရင်းသားညီအကိုမောင်နှမညာမတ
တာတရားနေများမဆိုပါဝင်လူတန်းကုသိုလ်ယူနိုင်ကြပါယံတဲ့ဆိုတော့အဲဒီမှာတတာဆိုတော့နေရာမှာကျွန်တော်တို့ဒီမှာရေးလို့မရပါဘူးဒါတွေမပေါ်ပါဘူးเนาะဒါတွေရရင်ဒီဖုန်းပေါ်နေတယ်ဆိုတော့ကျွန်တော်အဲ့ဒီဖုန်းပုံစံကိုလည်းကျွန်တော်ယူကျင်သေးတာဆိုတော့ဒီကောင်အောက်မှာဒါလေးကိုအမှန်ချင်းခဏပေးလိုက်အောက်မှာကျွန်တော်တစ်ချက်အဲ့ဒီဖုန်းပုံစံလေးကျွန်တော်တစ်ချက်ရေးလိုက်မယ်ရေးရခဲ့မယ်ဘာဖြစ်လို့နောက်ပြီးကြရင်ကျွန်တော်ပြန်ပြောင်းနေရမှာမလို့ဆိုတော့ကျွန်တော် shift ခံပြီးတော့အဲ့ဒီမှာဝက်ဆက်နှလုံးပေါက်ကိုရိုက်လိုက်ရင်ဟော shift ခံပြီးတော့မှကျွန်တော်ဒီလိုလေးရိုက်လိုက်ရင်ဒီမှာဖုန်းပုံစံလေးပေါ်ပြီ okay ဒီဖုန်းပုံစံလေးရပြီဆိုတော့ဒီဖုန်းပုံစံလေးကိုကျွန်တော်တို့အမဲရအောင်လေးပြောင်းလာခဲ့မယ်ဆိုတော့ဒီလိုလေး slap ပေးပြီးတော့အမဲရအောင်လေးပြောင်းလာခဲ့လိုက်မယ် okay ဒါလေးကဖုန်းပေါ့နော်ဒီမှာကျွန်တော်တို့နာမည်ပေးခဲ့ရင်လည်းရတယ်sorry နာမည်အောင်ပေးလို့မရပါလားဘယ်လိုဖြစ်တာဟုတ်ရေ rename ပေါ်လာမပေါ် rename နဲ့နာမည်တော့ပေးလို့မရအောင်ဘယ်လိုဖြစ်ရမလဲ CC 2018ဆိုတော့ကျွန်တော်တို့ဒီမှာဒါရိမပေါ်တဲ့ရေးလို့မရတဲ့ဟာကိုသွားလောက်ရမယ်ဆိုတော့ဒါရိရေးလို့မရဘူးဆိုရင်ကျွန်တော်တို့ဒီမှာတိုက်တူလေးမှာတစ်ချက်သွားပြီးတော့ဒီမှာအပေါ်ဆုံးကနော်user submit ပါလည်းမသိဘူးကျွန်တော်ဒါလေးကိုတစ်ချက်ဖြုတ်လိုက်မယ်မှန်ချဖြုတ်လိုက်မယ်ပြီးရင် okay ပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာslap ပြန်ရိုက်ပြီးတော့ကျွန်တော်ဒီနောက်ကနေချပြီးတော့အစားချပြီးတော့ဆိုတော့တာဆိုတော့ဒီမှာဒါမဟုတ်ဟာဟောဒါတွေဒီမှာနော်ဒါတွေရပြီနော်ဒါတွေရောတော့ချက်ရပြီတာဆိုတော့ကျွန်တော်တို့ရရမှာကနှလုံးစင် okay တောက်ချိုက်တဲ့အောက်ကတောက်ချိုက်0168ပါဗျာနော်order 0168ဆိုရင်တာရပါပြီတာစေတတရားနေများမစိုးတဲ့တရားနေများမစိုးအောက်အန်တာချက်ခောက်ချလိုက်မယ်နေများမစိုးပါဝင်လူတန်းကုသိုလ်ယူနိုင်ကြပါယံတဲ့ဆိုတော့ပါဝင်ဒီမှာကျတော့သူကဝသီးတမပါအောင်เนาะကျွန်တော်တို့0အပေါ်ဆုံး0လှမ်းရိုက်ရတယ်ဒီခေါင်းကြတော့ပါဝင်လူတန်းတဲ့ကုသိုလ်ရပလနချောင်းဝင်ယူကုသိုလ်ယူနိုင်ကြပါယံတဲ့အကျိုးမျိုးရေနိဗ္ဗာန်အကျိုးမျိုးရေတိုက်တွန်းလို့ဆိုအပ်ပါသည်ဒီမှာလည်းပတ်စင်လာအောင်မယ်နော်နာငယ်လုံးတင်ပါရချိုက်ဆိုတော့အဲ့မှာကျွန်တော်တို့ပတ်စင်ရေးဖို့အတွက်ဒီမှာအောက်ကပါရချိုက်ကိုရှာမယ်ဆိုတော့ဒီမှာပါ0193ပါ0193 okay order 0193 okay ရပြီရေးချာနတ်နိဗ္ဗာန်အကျိုးမြော်၍မာယပင်ဟထိုမြော်၍ပေါ့နော်ရွေးဆိုတဲ့နေရာမှာဒီမှာရှစ်လေးကိုဖိပြီးတော့အာယုံတစ်ချက်နဲ့မရဘူးလား sorry သူကလည်းကျွန်တော်ဟွာနဲ့မှားတယ်ရှစ်အိုင်သွားနေစော်ဂျီဝါနဲ့မှားနေတယ်ဒီမှာနော်0237 order key လေးဖိမယ်0237ကျုံမျိုးရွေးတဲ့တိုက်တွန်းနိုးစောအပ်ပါသည်ရဲ့
ဆိုတော့အမှစားနည်းနည်းတိုက်တွန်းကျိုးမြော်ရွေးဆိုတဲ့နေရာနဲ့ကျွန်တော်ဖြတ်ချမယ်အောက်ကိုအန်ဒါခောက်ချလိုက်မယ်တိုက်တွန်းလို့ဆိုအပ်ပါသေးဒါဆိုရင်နည်းနည်းဒါတရားနည်းများမဆိုဒီစလုံးဖောင်းကျွန်တော်ပြန်သေးဦးမယ်နည်းနည်းလေးသေးဦးမယ်ဆိုတော့နည်းနည်းလေးသေးမယ်ဆိုတော့နည်းနည်း20လောက်ထားလိုက်21လောက်ပဲထားလိုက်တော့မယ်โอเคဒီဖောင်းလေးကိုကြတော့ဘာဖောင်းလေးပြောင်းရင်ကောင်းမလဲဆိုတော့ဒီဖောင်းလေးလာပါတယ်နော်ဆိုတော့ကျွန်တော်တို့ဒီမှာအကျိုးတော်ဆောင်ဆိုပြီးဒီဘက်ကရေးရမယ်အဲအကျိုးတော်ဆောင်ဆိုတဲ့နေရာမှာကျွန်တော်ဒီနားလေးကနေပြီးတော့ကစားလေးချလိုက်မယ်အကျိုးတော်ဆောင်ခက်တိုင်းနေငယ်အကျိုးကကြီးပင်လောင်းနေချောင်းမျိုးစလုံးပေါ့အကျိုးတော်ဆောင်ဒီတော့အကျိုးတော်ဆောင်ပြီးတော့ကျွန်တော်တို့ကွင်းစားကွန်ပိတ်လေးခံလိုက်မယ်တွေ့တော့ခါကွေတတ်အဲ့မှာတာဝန်နှလုံးဆင်းရမယ်ဆိုရင်တာဝန်က0229เนาะorder 0229မှန်တော့အလို့ရတာပါเนาะကျွန်တော်တို့ရန်ကောင်ခက်တာထိုင်းနိုင်ငံဟိုင်းထိုင်းနိုင်ငံโอเคဒါအကျိုးတော့ဆောင်ခက်တာထိုင်းနိုင်ငံဒီကောင်ကဘာရောင်တော့ရင်ကောင်းမလဲသူကိုဘာရောင်တော့ရင်ကောင်းမလဲဆိုတော့သူကိုကျွန်တော်အပြရောင်တော့မယ်ဗျာဆိုတော့ဒီရောင်လေးတော့မယ်โอเคဒီရောင်လေးသုံးမယ်ဆိုတော့ကျွန်တော်တို့သူ့ကိုစတုပ်ထည့်လိုက်မယ်ဗျာစတုပ်ကအဖက်မှာတစ်ချက်သွားပြီးတော့ကျွန်တော်တို့မှာစတုပ်ထည့်လိုက်မယ်စတုပ်လေးကိုအဖြူရောင်လေးထည့်လိုက်မယ်โอเคနည်းနည်းတူးလောက်တယ်โอเคပါကျွန်တော်တပည့်မလုပ်ဘဲတော့တော့များပါinside နဲ့မရဘူးဒါနဲ့မှရမှာဘာအပြင်ချင် inside အတွင်းကိုဒီမှာเนาะ inside ဒီကောင်ကြတော့အတွင်းကိုဆွဲထည့်တယ်ဒီကောင်ကြတော့အပြင်ကိုဆွဲထုတ်တယ်ဒီကောင်ကြတော့ဆန္ဒအလဲကောင်ပါဗောနော်သူကကျွန်တော်တို့ထည့်တဲ့စတုပ်ကစတုပ်ထည့်ရင်ဒီကောင်ရွေးပြီးတော့ထည့်တာပို့လှပါတယ်เนาะဒါကွင်းမိကြိုက်နေတဲ့ရနဲ့လောက်ပါဆိုတော့ကျွန်တော်ဒီအောက်ကနေပြီးတော့နာမည်လေးတွေထည့်မယ်ဒီမှာပဲအန်တာခောက်ချပြီးတော့ကျွန်တော်ရေးတော့မယ်ဆိုတော့ကိုကျော်ထွန်းကိုကလာကြီးတဲ့တယောက်တည်းလားမသိဘူးsorry ဒီနေနှစ်ခုတော့ကျွန်တော်နည်းနည်းလေးသေးလိုက်မယ်ဖောင်းနည်းနည်းလေးသေးလိုက်မယ်ပြီးသွားရင်တော့ဒီနေရနေရောအကောင်လုံးဒီ3ခုလုံးဟိုဟာဖြစ်ပြီးတော့နည်းနည်းပြန်ပြီးတော့စိတ်လိုက်မယ်ဆိုတော့arrow လေးနဲ့ဒီလိုလေးပြန်တော့စိတ်ယူလိုက်မယ်ဒါဆိုရင် okay ဒါတော့ဆိုရပြီပြီးရင်ကျွန်တော်အမှန်ကြီးလေးပေးလိုက်မယ်ပြီးကျွန်တော်ပါဆက်သွယ်ရန်ဆက်သွယ်ရန်ဒီမှာလဲ
အမှန်ကတော့ဒီကောင်လေးကို copy ယူလာပြီးလုပ်လို့ရရင်တော့မလုပ်ဘဲနဲ့ကျွန်တော်ကဒီမှာတိုက်ချောက်ရေးနေ copy ယူလာပြီးတော့ကျွန်တော်တို့ချလို့ရှိရင်ဒီ stroke ထည့်ပြီးသားဒီမှာပါပြီးသားဖြစ်တယ်နော်ဆိုတော့အခုကဥပမာကျွန်တော်ပြမယ်ပို့ပြီးတော့မြန်အောင်ပေါ့နော်မြန်အောင်အဲ့လိုမျိုးလေးလုပ်တာပိုကောင်းပါတယ်ဆိုတော့ကျွန်တော်ကတော့အခုရေးပြီးသားဆိုတော့ဒီမှာကျွန်တော် alpha လေးထည့်လိုက်တော့မယ်ဆိုတော့ stroke ထည့်မယ်သူ stroke တိုင်းမှာပဲတစ်ချက်ပဲနှိပ်ရတာပါပဲမထူးပါဘူးပြီးရင်ကျွန်တော်ဒီမှာဖုန်းနံပါတ်ရေးရမယ်ဆိုတော့ဖုန်းနံပါတ်ကိုလည်းဖုန်းနံပါတ်ကိုကျွန်တော်အင်္ဂလိပ်ဖုန်းနဲ့ရေးမှရမှာဒီကောင်နဲ့ရေးလို့မရအောင်အင်္ဂလိပ်ဖုန်းနဲ့ရေးမှဒီကောင်နဲ့ရေးမြန်မာစာကြီးထွက်လာလိမ့်မယ်ဆိုတော့ကျွန်တော်ဒီမှာတိုင်း New Roman ဆိုတာလေးရွေးလိုက်မယ်နော်ဒီ IME တိုင်း New Roman ဒီကောင်လေးရွေးလိုက်မယ်ရွေးပြီးတော့မှကျွန်တော်ဒီမှာဖုန်းနံပါတ်ရေးမယ် Hi sorry အပေါ်မှာရွေးလိုက်တော့ကောင်ဖြစ်သွားတယ်သူ့ select ပေးရမိတာ哦 sorry ပါဗျာ sorry ပါဗျာ control set ဒါဒီကောင်ဘာလို့ control set နိုင်မရမသိဒီအကောင်ကျွန်တော်ပြမယ်နော်ဒီကောင်ဖြတ်လိုက်ပြီဒီကောင်ကျွန်တော်ဒါဒီဘက်ကဆက်တွေ့ရန်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ဟာအဲ့ဟာကိုကျွန်တော်ဒီမှာ control G နဲ့တစ်ချက်ပွားလိုက်မယ်ဒီမှာပွားပြီးတာနဲ့ကျွန်တော်ဟိုမှာမို့တူလေးယူဒီကောင်တစ်ပတ်ဆွဲလာခဲ့မှာဓမ္မတွေ့လား okay ပြီးတော့မှအဲ့ကောင်ကိုကျွန်တော်ကဒီမှာပြန်ပြီးတော့ဒီလိုမျိုးဆက်တွေ့ရန်ဆိုတာအဲ့လိုမျိုးပြောတာပါဆက်တွေ့ရန်ပေးရနဲ့ကျွန်တော်ဒီမှာအမှန်ချစ်ပေးရခဲ့မှရမယ်အမှန်ချစ်မပေးရခဲ့ရင်ခုနလိုမျိုးဖြစ်နေလိမ့်မယ်ဒီဖုန်းလေးကိုဒီဘက်နဲ့ရွှေ့လိုက်မယ်ပြီးတော့မှကျွန်တော်တို့ဒီကနေပြီးတော့စလုံးဖောင်းတွားယူဖို့အတွက်ဒီမှာကျွန်တော်တို့တိုက်တူလေးနဲ့ဒီမှာကာဆာလေးတစ်ချက်ချမယ်ပြီးရင်ဒီမှာ Time New Roman ယူလာမယ် 09 hot ဖောင်းရပြန်ဝင်လာတယ်ကွာချီးတော့ပဲရပြဿနာမရှိဘူး09 8305 โอเคပြီးနောက်တစ်ခုအန်တာခောက်ချလိုက်မယ်39 โอเคအဲ့ဒါကိုကျွန်တော်ကဘယ်လိုလုပ်မလဲဆိုတော့မစင်များကြည့်ပေးပါဆိုတော့ကျွန်တော်ဒီမှာအဲ့တော့လေးနဲ့နည်းနည်းပြန်စီလိုက်sorry အော်တာဖိပြီးတော့အဲ့တော့လေးနဲ့နည်းနည်းပြန်ပြီးတော့ပို့လိုက်မယ်ကောင်းလေးတောင်းရိုးလေးနည်းနည်းချဲလိုက်မယ် control လေးဖိပြီးဒီဘက်နည်းနည်းလေးဆွဲရွှေ့မယ်ပြီးရတဲ့ကျွန်တော်ဒီကနေပြီးတော့ Time New Roman ကိုရွှေ့လိုက်မယ် okay ညာပါပြီအဲ့ဆိုရင်ပြန်ဆေးရတော့မယ်ပြန်ဆွဲဆေးရတော့မယ်ဖောင်းပေါ်မှာမတည်ဘူး okay ဒီတိုင်းလေးပါနော်ဒါဆိုရင်ဒီကောင်ကအမဲအောင်လေးနဲ့မိုက်ပါပြီဆိုတော့စတုပ်လေးထည့်ရမယ်သူ့လည်းစတုပ်လေးထည့်ရမယ်ဆိုတော့ကျွန်တော်တို့အဖက်လေးနဲ့တွားပြီးတော့ဒီမှာတောင်းရှယ်ရိုးလေးလည်းမိုက်တယ်ပြီးရင်ကျွန်တော်စတုပ်လေးထည့်မယ်စတုပ်လေးထည့်ပြီးတော့မှ
ဒီတောင်ရှရိုးလေးပြန်လာမှာအဲ့ဒါမှချိန်လို့ရမှာနော်โอเคအဲ့ဒါဆိုရင်လှပါတော့ဗောနော်โอเคဒီဟာလေးပဲเนาะဆိုတော့ကျွန်တော်တို့ဒီကဒါကြီးကရိုးကြီးဖြစ်သွားတယ်ကျွန်တော်တို့မဲအောင်လေးစတုပ်လေးထည့်ခြင်းတယ်ဆိုတော့ဒီကောင်ကဘယ်ဟာလဲမသိဘူးကျွန်တော်မို့တူတစ်ချက်ထောက်ပြီးဒီကောင်လေးထောက်ကြည့်မယ်ပဲ select တဲ့ LT select ဒီကောင်ဆိုတော့ကျွန်တော်အမှသူ့စတုပ်လေးပဲထည့်လိုက်မယ်စတုပ်လေးကိုအမဲအောင်လေးနဲ့ထည့်လိုက်မယ်ပို့ပြီးတော့ထင်ရှားပြီးဖတ်လို့ကောင်းပို့ပြီးထင်ရှားအောင်လို့ပါโอเคပြီးသွားရင်မဲအောင်လေးတဲ့ချာပြီးပါတော့တောင်းရှယ်လေးတဲ့โอเคတောင်းရှယ်လေးပါတာပို့လာတော့ဒါဆိုရင်အပေါ်အဖောင်းလဲကျွန်တော်ဒီဖောင်းလဲထည့်လိုက်တော့မယ်ဆိုတော့စတုပ်လေးထည့်လိုက်မယ်โอเคဒါစတုပ်လေးနည်းနည်းဝါမြောင်းအိမ်မလားတော့ဒီဖောင်းရမလားတယ်လို့ပဲခံစားရတယ်ဒီဖောင်းရမလားတယ်လို့ပဲခံစားရဒါပေမဲ့ရိုးရှင်းလေးဒီဖောင်းတော့ပေးထည့်လိုက်တော့မယ်โอเคဒါဆိုရင်တော့ဒီစာစီတဲ့အပိုင်းအားလုံးပြီးပါပြီဆိုတော့ဒီဟာတွေအားလုံးကိုကျွန်တော်ကတော့ဖွဲ့လိုက်မယ် shit ကတော့ဖွဲ့လိုက်မယ်ပြီးရတယ်ကျွန်တော်တို့ဒီမှာသူ့ဖျားပုံတော့လေးပေါ့နော်ဒီမှာထည့်ရမယ့်ပုံတော့လေးရှိတယ်ဒီမှာတစ်ပုံ control ပြလိုက်မယ်ဒီမှာတစ်ပုံနှစ်ပုံကိုဒီဆွဲထည့်လိုက်မယ်CC ကပုံမပေးထည့်ပါလားဆိုတော့format ပြောင်းလဲကျွန်တော်ရှိမှာဟောမရှိဘူးဆိုတော့ကျွန်တော်အဲ့ဒါဘာလောက်မှလဲဆိုရင်ဒီပုံတွေကတော့မပေးထည့်ဘူးဆိုတော့ကျွန်တော်ဘာလောက်မလဲဆိုရင်ဒီမှာကျွန်တော်တို့ဘာလို့ရမလဲဆိုတော့edit ပေါ့နော် edit လေးနှိပ်လိုက်မယ် edit လေးနှိပ်ပြီးတော့ဒီမှာကျွန်တော်transform လေးနဲ့ယူလိုက်မယ်ပြီးရင် save ဘယ်လို save မလဲ save copy and save copy ဒီထဲမှာ file မရှိဘူးတော့ file တစ်ခုလုံးထည့်မှရမယ်အဲ့ဒါမှnew folder တွေထည့်လိုက်မယ် okay အဲ့ဒါမှနှမို့ဆိုကျွန်တော်စာတုံးနေစိတ်လို့မရအောင်နော်တပုံရပြီနောက်တပုံကအဲ့ဒီမှာလဲမိတ်ဆွေတို့ပညာရမှာပါလဲဆိုတော့ကျွန်တော်တို့အခုပုံတွေကိုစိတ်လို့မရဘူးဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီလိုမျိုးစိတ်ပါတယ်ပုံထဲလို့မရဘူးဆိုတဲ့အခါကျတော့ဗောနော်အခုကျွန်တော်ဖျားပုံကနှစ်ပုံရှိတယ်တစ်ပုံပြောင်းနေတယ်ဘယ်ရောက်လဲမသိဒါရပါလေဒါမဟုတ်ပါဘူးဒီမှာဒီပုံနော်ဒီပုံလဲလိုပဲဒီမှာ edit လေးတစ်ချက်နှိပ်လိုက်မယ်ဒီပုံတန်တိုင်းလေးပဲကျွန်တော်ယူမယ် save လိုက်မယ် save copy ယူမယ်ဒီထဲကိုထည့်မယ် okay ဒါဆိုရင်ကျွန်တော်ဒီ new folder ထဲမှာဒီမှာနောက်ခုရောက်ပြီအားကြမှာကျွန်တော် Photoshop ပြန်ဖွင့်ပြီးတော့ကျွန်တော်ထည့်မယ် okay ဆိုတော့ desktop မှာဒီမှာ new folder ရဲ့ပုံနှစ်ပုံ control ဖိပြီးတော့နှစ်ပုံလုံးယူမယ် open ထည့်လိုက်မယ် okay ဒီမှာထည့်လို့ရပြီเนาะထည့်လို့ရပါပြီပုံတွေထည့်လို့ Photoshop ရဲ့ပုံတွေထည့်လို့မရရင်အဲ့လိုထည့်ပါတယ်เนาะဆိုတော့ကျွန်တော်တို့နဲ့လည်းပြောင်းထည့်လို့ရပါတယ်ကျွန်တော်ဒီမှာထည့်မယ်ဒီမှာထည့်မယ်အားကြောင့်ခုနစတုပ်တွေလိုက်ပေးတာလေကျွန်တော်အဲ့လိုထည့်မှာမလို့ပါကျွန်တော် overstay နည်းနည်းရှော့ရင်ရှော့မယ်ဒီကောင်
okay okay အပြည့်မထည့်ရင်တော့မလှလောက်ဘူးထင်တယ်ကျွန်တော်ကဒီမှာတစ်ချက်မတူလေးတစ်ချက်ယူမယ်ပုံဒီမှာလာမယ်ဒီမှာလာထည့်မယ်ဆိုတော့ဒီပုံအောက်ကလိုချင်တယ်ဒီလိုလေးထည့်မယ်ပြီးရင်ပြီးရင် control T ရှစ်ပြီးတော့ကျွန်တော်အဲ့လိုဆက်လို့မရဘူးဆိုတော့အခုကျွန်တော်ဒီမှာ funwheel လေးကိုဒီလို order လေးကိုဖိပြီးတော့ဒီမှာ funwheel လေးကိုတော့ဆွဲလို့ရတယ်နော်မောက်က funwheel လေးနဲ့ဒီလိုလေး order ဖိပြီးတော့ဆွဲလိုက်ရင်ရတယ်ဒါမှမဟုတ်ရင်လည်းဟိုကတက်ပြင်ထားလို့လည်းရတယ်နော်ဒီမှာကျွန်တော်ဒီလိုမျိုးဆွဲလိုက်မယ်ပြီးတော့မှစဉ်းစားမယ်အပြည့်ထည့်ရမလားတဝက်ထည့်ရမလားပေါ့နော်ဆိုတော့ဒီလိုရပြီဆိုရင်ကျွန်တော်ကဒီမှာဒီအထိကျွန်တော်ဆွဲချလိုက်မယ်နောက်ပြီးတော့ဒီမှာလည်းဆွဲချလိုက်မယ်โอเคဒီပုံစံလေးပါနော်ဒါဆိုရင်တော့ကျွန်တော်တို့ဖိတ်စာကပြီးပြီပေါ့နော်ဆိုရင်ကျွန်တော်ဒီဟာလေးကိုကျွန်တော်ကဒီမှာဒါဆိုရင်ကျွန်တော်ခုနကတော့ gradient တွေထည့်ထားတဲ့အရာကဒီကောင်ကအလကားပြောပါပေါ့နော်ဆိုတော့အဲ့ဒီကောင် gradient အရာလေးကဒီပုံနေမထည့်လဲရပြီနော်ဆိုတော့ကျွန်တော်တို့ဒီမှာဒီပုံနှစ်ပုံကိုသေးလိုက်ပြီးတော့ဒီနားလေးမှာထည့်တယ်ဆိုရင်လည်းမလှဘူးဆိုတော့ကျွန်တော်ဒီဘီယာပုံတော်တွေကိုကျွန်တော် oversee နဲ့နည်းလျှော့လိုက်မယ်အဲ့ဒါနောက်ကအယောင်ဝါယောင်လေးနဲ့နည်းနည်းလိုက်လာတော့မိုက်ပို့ပြီးတော့စားနည်းနည်းထင်းသွားတော့ဒီမှာလည်းအဲ့လိုပဲ oversee နည်းနည်းလျှော့55ထောင်ကောင်းလား60ထားရင်ကောင်းမလား60ပဲထားလိုက်မယ်ဒီပုံလည်းအဲ့လိုပဲ60ထားမယ်ရပါပြီဒီလောက်ထားလိုက်မယ်โอเคဒါဆိုရင်ကစတမာလိုချင်တဲ့ဘီယာပုံတော်လည်းပါပြီဒီမှာလည်းကျွန်တော်ကအလိုခံဖြစ်တဲ့အတွက်ဘွားဖြစ်ပြီးအဖြူရောင်လေးနဲ့ကျွန်တော်ထည့်ထားတယ်နောက်ပြီးကျွန်တော်ဒီဖောင်းလေးကိုကျွန်တော်ကနည်းနည်းကြီးချင်တယ်ဆိုတော့ကြီးကျွန်တော်ဒီကရုခွဲထားရတဲ့မှာနော်ဒီကရုတူဒီကောင်ဒီကရုတူကိုကျွန်တော်ဘာလုပ်ရမှာဆိုရင်convert to smart object လောက်လိုက်မယ်လောက်ပြီးတာကျွန်တော်တရားနေပြီးတော့အဲ့ဒီ control T လောက်ပြီးတော့ကျွန်တော်တရားနည်းနည်းရှစ်လေးဖိပြီးတော့ကျွန်တော်နည်းနည်းဆွဲကြည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာပေါင်လေးထည့်ကြည့်မယ်ပေါင်လိုက်ရင်တော့မထည့်တော့ဘူးเนาะဒီပေါင်လေးထည့်ကြည့်မယ်ဒီပေါင်လေးထည့်ကြည့်မယ်ပြီးတော့ဒီပေါင်လေးကအထဲထဲမှာသူကချင်း PNG နဲ့เนาะကျွန်တော်ဒီမှာအဲချင်း PNG ကိုဒီလိုမျိုးဘာတူလဲဆိုတော့ magic is a 2နဲ့ကျွန်တော်ချက်ထားလိုက်ပါတယ်ဒီမှာလည်းလိုပဲချင်း PNG ပါဒီကောင်လေးကိုဒီကောင်အဲ့လိုမရဘူးဒါသေးပါဆိုတော့ဝင်လို့မရဘူးအဲ့ဒါနဲ့ကျွန်တော်တရားနေပြီးတော့rectangular မှာကတူလေးနဲ့ဒီလိုမျိုးဆွဲပြီးတော့မှလုပ်ပြီးတော့ပြီးရင် select ထဲကနေပြီးတော့မှ embed ပေါ့နော်ပြောင်းပြန်လာပြီးတော့ပြီးကျွန်တော် keyboard delete နှိပ်လိုက်မယ် control D selection ဖြောက်လိုက်မယ်ပြီး moto ယူမယ်ကျွန်တော်ဒီကောင်ကိုယူလာမယ် sorry ဘယ်ရောက်သွားလဲဟာတဲ့ဆို control C ယူထားလိုက်မယ်ကျွန်တော်ဒီမှာဖိတ်စာတော့ပြောင်းပါရင်ဒီမှာဒီမှာ
ပြီးမှကျွန်တော်ဒီမှာ control V ဆိုချလိုက်မယ်ဒီမှာပေါင်အားရောက်လာပြီ control D ဒီလိုဆွဲလဲလိုက်မယ်ဗျပြီးရင် shift order အညီအမျှကြီးပြီးတော့ဆွဲချလိုက်မယ်သူတို့ကတော့ပေါင်ကြိုက်ရင်ကျွန်တော်တော့မကြိုက်ဘူးဒီမှာတိုင်းနိုင်ငံရဲ့အကျိုးဆိုတာကြီးအပြင်ထွက်သွားရင်အပေါင်ပေါ်ကျော်သွားရင်တိုင်းနိုင်ငံအဲ့လိုနည်းနည်းလေးပဲထည့်လိုက်တော့မှာပေါင်ပါတယ်ဆိုရုံလေးပဲเนาะโอเคဒါဆိုရင်ရပြီကျွန်တော်တရားနေပြီးတော့သူ့ကိုဘာလုပ်မလဲဆိုတော့ကျွန်တော်အပြီးတက်လိုက်တော့မယ်ဒီမှာပထမ image ကျွန်တော်ဖြစ်လိုက်မယ်ပြီးရတဲ့ကျွန်တော်တရားနေပြီးတော့transform လေးနဲ့တရားများနေတဲ့ပေါင်ကိုကျွန်တော်တရားဖြတ်ယူမှာဒီကောင်လိုက်တစ်ပတ်နေတွေ့မျိုးညီပေါင်းပေါ့ပတ်ညီပေါင်းအဲ့လိုမျိုးကျွန်တော်ဖြတ်ချလိုက်မယ်ဒါဆိုရင်ဒီလောက်လေးဆိုရင် okay ဒါဆိုရင်ရပြီကျွန်တော်တို့ဒီမှာသူ့ရဲ့ site ကိုသွားစစ်မယ်သူ့ရဲ့ site ဘယ်လောက်ရှိလဲဟာ6မပြည့်တော့เนาะရတယ်ဒီလောက်ပဲယူလိုက်မယ်ယူပြီးတော့မှကျွန်တော်တို့ဒီမှာတရားတွေဖြတ်ထုတ်လိုက်မယ်ပြီးရင်ကျွန်တော် A4 တရွက်ယူမယ် A4 တရွက်ယူပြီးတော့တရားနေပြီးတော့မှ print A4 create နေပြီးတော့ဒီကဖျားအောင်ဖိတ်စာကိုတရားနေမတူလေးနဲ့ယူပြီးတော့ဒီမှာလာထည့်မယ်ဆိုတော့ control D sorry ဗျာကျွန်တော်ဒီလိုမထည့်တော့ဘူးเนาะမဲဆိုတော့တမျိုးပြမယ်ဆိုတော့ကျွန်တော်ဒီလိုမထည့်တော့ပဲနဲ့ကျွန်တော်တရားနေသွားမယ်သွားပြီးတော့သူ့ကိုတောင်းလိုက်ပြန်လှည့်ဖို့အတွက် image ထဲကနေပြီးတော့မှဒီမှာ image return ဒီကောင်နဲ့ဒီလိုမျိုးတောင်းလိုက်လှည့်လိုက်မယ်လှည့်ပြီးရတဲ့ကျွန်တော်ဘာလုပ်မလဲဆိုရင်သူ့ကို edit ထဲကနေပြီးတော့မှ define button နာမည် button 1နဲ့ပဲထားလိုက်မယ် okay ပေးပြီးရတဲ့ဒီမှာပြန်လာမယ်လာပြီးရတဲ့ကျွန်တော်ကဒီမှာedit ထဲသွားမယ် face เนาะ face ကိုနှိပ်လိုက်မယ်နှိပ်ပြီးရတဲ့ဒီမှာကျွန်တော်တို့ define button ဆိုတော့ရွေးလိုက်မယ်ရွေးပြီးရတဲ့ကျွန်တော်ဒီထဲမှာဖိတ်စာပုံလေးဒီမှာရှိနေတယ်ပြီးရင် okay ပေးလိုက်မယ်ဟောရပြီเนาะဒီရပါပြီဆိုတော့သူကဒီမှာမလိုအပ်တဲ့ဟာတွေဒီမှာပါတယ်ဒီပိုင်းနေဒီမှာတော့လေးဖြုတ်မယ်delete control D selection ဖြောင်းမယ်ဒီမှာ delete control D selection ဖြောင်းမယ်ပြီးရင်ကျွန်တော်တို့ဒီမှာနေရာနည်းနည်းဆွဲချလိုက်မယ်ကျွန်တော်နည်းနည်းကြီးနေသေးတယ်လို့ထင်တဲ့အတွက်ကြောင့်ဒီလိုမျိုးနည်းနည်း shift order လေးပြီးနည်းနည်းဆွဲသေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့စာဝါလောက်ရတော့ပါပဲเนาะဒီဘက် brand နဲ့ထည့်လိုက်တဲ့အတွက်ကျွန်တော်တို့ဒီမှာဖြတ်ရတယ်မရှိတော့ဘူးเนาะကျွန်တော်တရုပ်စာကိုပုံမှန်တွေက stock လေးပေးလိုက်ရင်တော့ပိုကောင်းပါတယ် okay ဖိတ်စာရိုက်ကတော့ဒီလောက်ပါပဲဗျာเนาะကိုယ့်ရဲ့စိတ်တိုင်းကြကိုယ့်ရဲ့ design နဲ့ကိုလိုချင်တဲ့ပုံစံမျိုးကိုလောက်ယူရတာပါကျန်တဲ့အပိုင်းကတော့เนาะစာရိုက်ရတဲ့အနေထားတွေကတော့စလုံးဖောက်အလှတွေဆိုရင်တော့ဒီဟာတွေပဲသုံးပါတယ်တချို့ကရင်မင်းဖောက်နေပါတယ်ဝယ်သုံးကြတာရှိရเนาะကျွန်တော်တော့ဝယ်မသုံးပါဘူးဒီထဲမှာလည်းဝင် order ဖောက်မှာတော်တော်လေးစုံနေပါပြီเนาะဆိုတော့ကျွန်တော်တို့ဒီမှာ
ဖိတ်စာတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တစ်စုံတစ်ခုအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးပါအောင်လို့ကြိုးရှိတယ်ဆိုရင်လည်းကျွန်တော်လည်းတင်ရကြိုးနဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုနဲ့ပြန်ဆောင်တွေ့ကြမယ်နော်